ဒီအမျိုးသားဟာရောက်ခမဖြစ်သူရဲ့နင်းချခြင်းကိုခံခဲ့ရပါတယ်ဒေါသအလျောက်တောင်ပေါ်ကိုတက်ပြီးကိုယ်တိုင်အိမ်တလုံးဆောက်ခဲ့ပါတယ်ငယ်စဉ်ကတည်းကမိဘမဲ့ခဲ့တဲ့သူဟာအိမ်တော်ကြပြီးနောက်ပိုင်းမှာရောက်ခမဖြစ်သူကိုကိုမိသားစုလိုသဘောထားခဲ့ပါတယ်မိသားစုတရားချမ်းမြေစီဖို့နေ့စဉ်မနာမနေအလုပ်လုပ်ခဲ့ပြီးရလာတဲ့လစာငွေအားလုံးကိုလည်းအနှင်းခဲ့ပါတယ်ဒါပေမဲ့ရောက်ခမဖြစ်သူကအစကတည်းကသူ့ကိုအထင်သေးခဲ့ပါတယ်ဝင်ငွေနှဲပါမှုကိုယွန်ရှာပြီးသမီးနဲ့မတန်ဘူးလို့တွေးခဲ့ပါတယ်နေ့စဉ်ပေါ်မှာလည်းလောင်ပြောင်နှိမ်ချမှုတွေနဲ့ဆက်ဆိုင်ခဲ့ပါတယ်ပိုဆိုးတာကသမင်းစားတိုင်းသူ့ကိုမတ်တရစားဖို့ခိုင်းစီခဲ့ပါတယ်ပတ်စံရှာနိုင်စွာမရှိလို့ဘေးဖယ်ထားတာတွေပဲစားတဲ့တယ်လို့ဆိုပါတယ်အိမ်နီးချင်းတွေနဲ့စကားပြောချိန်မှာလည်းသူ့ကိုအလားကားစားအတုံးမကျစုလို့လူလုံးရှိမှအဆက်ခွဲလေးရှိပါတယ်ဒါကြောင့်ဆွေမိုးမိတ်ဆွေလေးရှိမှသူမျက်နှာမပြရအောင်ဖြစ်ခဲ့ရပါတယ်မိသားစုတာယာရေးကအဓိကလို့တွေးပြီးသူ့အချင်းချင်းတီးခံပြပါတယ်ဒါပေမဲ့သူ့ရဲ့တီးခံမှုကရောက်ခမောင်ပိုဆိုးလာစေခဲ့ပါတယ်မိခင်ရဲ့နှိမ့်ဆက်မှုကိုမြင်တွေ့နေရပေမဲ့ဇနီးဖြစ်သူကတော့နှုတ်ဆိတ်နေခဲ့ပြီးတခါမှကာကွယ်မပေးခဲ့ပါဘူးငါ့အမေကစကားကြမ်းတာပါစိတ်ထဲမထားပါနဲ့လို့သာပြောခဲ့ပါတယ်လာစာထိုးရမှာအပိုစုကျဖြတ်ခံရလို့ပုံမှန်ထက်ဒေါ်လာရကြီးယော့နေပြီးအိမ်ပြန်လာခဲ့ပါတယ်ဒီခါရောက်ခမဖြစ်သူကချက်ချင်းပေါက်ကွဲသွားခဲ့ပါတယ်ပတ်စံကိုမျက်နှာစီဖြစ်ပေါက်ကြီးအတုံးမကြတဲ့သူလို့အော်ဟစ်ခဲ့ပါတယ်မိသားစုကိုမကြွေးမွေးနိုင်ဘူးဆိုပြီးအိမ်ပေါ်ကရှင်းသွားဖို့ပြောခဲ့ပါတယ်အကြီးအကျယ်မရှိတဲ့သူတက်ဒီအိမ်မှာနေရာမရှိဘူးလို့ပြောခဲ့ပါတယ်ဇနီးဖြစ်သူကလည်းမသားရှိတာကိုမြင်ရတော့သူ့ရင်ထဲကအယမ်းနာကျင်ခဲ့ရပါတယ်ဘာပိုင်ဆိုင်မှုမှမရှိတော့တဲ့သူဟာမြို့ဆောင်ကတောင်တန်းစီကိုထွက်လာခဲ့ပါတယ်ဖခင်တင်ပေးခဲ့တဲ့လက်သမားနဲ့ပန်းရံပညာတွေကိုပြန်လဲတတိယပြီးဒီနေရာမှာပဲသူ့လက်နဲ့ကိုယ်တိုင်အိမ်တလုံးစောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စောက်လူရေးပစ္စည်းတွေမရှိပေမဲ့တောင်ပေါ်တက်ကတစ်ခွတ်မြေတွန်းခဲ့ပါတယ်။ကရိယာမရှိပဲဒဇင်နဲ့ပေါက်ပြောင်းကိုတုံးပြီးတစီစီပုံဖော်တီဆောက်ခဲ့ပါတယ်မိုးမလေးခင်ကစတင်ခဲ့ပြီးညနာမှသာထိမ့်မုံပေးမှအနားယူခဲ့ပါတယ်သူ့လက်ကအရေးကျေဖို့တရားပေါက်လိုက်ပြန်ဖြစ်လိုက်ပါပဲတကူလုံးရွှွန့်တွေဒဏ်ရာတွေနဲ့ပြည့်နေပေမဲ့သူဘယ်တော့မှအရှုံးမပေးခဲ့ပါဘူးမြင်းကြီးတာအုံးမြချတာကနေဒိုင်းတင်တာအမိုးမိုးတာတွေအကင်စပွဲတွေလုတ်တာနရန်တွတ်တာနဲ့ကြမ်းခန့်တာတွေအထိအားလုံးလုတ်ခဲ့ပါတယ်လွတ်နေတဲ့မြေကွက်လက်ကိုနှွေးထွေးတဲ့တစ်သားအိမ်လေးဖြစ်ဖို့6ရက်တီအချိန်ယူကအားကုန်စူးစမ်းခဲ့ရပါတယ်ဒီအိမ်ဟာဈေးကြီးတဲ့အပြင်စင်းတွေမရှိပေမဲ့လည်းဒီနရန်တွေကြားမှာသူ့ရဲ့ဂုံတိတ်ခါနဲ့မျောလင်းချက်တွေရှိနေပါတယ်ယခုလိုကိုယ်တိုင်တိဆောက်ထားတဲ့အိမ်လေးကိုဆက်လန်ကြည့်ရှုလိုက်ပါသူ့ရဲ့မလျှော်သောဇွဲလုံနှန်းနဲ့စူးစမ်းအောင်ချုပ်မှုတွေကတကယ်ကိုလေးစားစရာကောင်းလာပါတယ်တဘာဝရဲ့အလှတရားတွေနဲ့အတူဒီတသားအိမ်လေးဟာသူ့တရအေးချမ်းတဲ့နာကူရတကူဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီအိမ်လေးကိုတင်ဘလို့သုံးသက်ချင်ပါသလဲအမှတ်တရပေးရမယ်ဆိုရင်တင်ဘလောက်ပေးမလဲအောက်မှာကွန်မန့်ရေးပြီးဝင်ရောက်ဆွေးနွေးပေးသွားပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်